မင်္ဂလာပါကြည်တွဲမြန်မာဇာမှာပါတယ်တစ္ဆာနဲ့ပညာစကားပြေမှာကပ္ပိနာမင်းကြီးအကြောင်းဆက်လက်ပြီးတော့ရှင်းပြပေးပါမယ်ဒီထဲမှာပါတဲ့အကြောင်းအရာနဲ့နောက်ထပ်နည်းနည်းလေးရှင်းပြပေးတာပါမရှင်းပြခင်နည်းနည်းလေးကြော်ညာပါဦးမယ်ရန်ကျောင်းမြို့ကိုရောက်နေပါတယ်ရန်ကျောင်းမြို့မှာရှိတဲ့စာသင်ဝိုင်းနေရန်ကျောင်းမြို့မှာရှိတဲ့ဖုံတော်ကြည်တင်ကျောင်းနေဖုံတော်ကြည်တင်ကျောင်းနေမှာဆိုရင်အခမဲ့ကူတင်ပေးပါမယ်အခမဲ့ကူတင်ပေးဖို့လိုအပ်လို့ရှိရင်ဆက်သွယ်ပေးလို့ရပါတယ်တခြားကျူရှင်နေဝိုင်းနေကိုပိုင်ဘာသာရပ်တင်ကျောင်းနေguide အနေနဲ့လိုအပ်လို့ရှိရင်လည်းဆက်သွယ်နိုင်ပါတယ်ဒါမှမဟုတ်ဘာသာပြအနေနဲ့လိုအပ်လို့ရှိရင်လည်းဆက်သွယ်ပေးနိုင်ပါတယ်ဒါကတော့ကြော်ညာပေးတာပါဒါဆိုဆက်လက်ပြီးတော့ပြောပြပေးပါမယ်တစ္ဆာနဲ့ပညာစကားပြေမှာပါတယ်ကပ္ပိနာမင်းကြီးကဒီထဲမှာဒီပုံလေးရှိရတဲ့သူကလည်းသိမယ်ပေါ့နော်ပုံလေးမရှိလို့တခြားနေပြီးတော့ဘဝတုတ္တအနေနဲ့စိတ်ဝင်စားလို့နားထောင်ခြင်းတဲ့သူကလည်းကပ္ပိနာမင်းကြီးရဲ့တစ္ဆာစကားကိုအနည်းငယ်ရှင်းပြပေးမှာပါကပ္ပိနာမင်းကြီးကမြစ်သုံးတန်ကိုကြော်ဖြတ်တဲ့အခါမှာတစ္ဆာစကားဆိုတယ်လို့ပါတယ်နော်အဲ့ခါမှာအဲ့ဒီမြစ်သုံးတန်ရဲ့အမည်တွေကလည်းရိုက်ချလိုက်ပေါ့ကွယ်မြစ်သုံးတန်အမည်မြစ်သုံးတန်ကအမည်ကမဖတ်တတ်ဘူးကြောင်းတာနော်မြစ်သုံးတန်ရှိတယ်လို့ပဲမှတ်ထားပေးပါနော်အဲ့ဒီဟာတွေကလည်းမိနေမှာပဲဆိုတော့မြစ်သုံးတန်အဲ့မြစ်သုံးတန်ကိုဖြတ်တဲ့အခါမှာမြစ်ရည်တွေကကြောက်သားပမာမြေသားပမာဖြစ်သွားတဲ့တစ္ဆာစကားတစ္ဆာရဲ့အစွမ်းထက်ပုံကိုဆရာတို့တွေကဘဟုတုတ္တအနေနဲ့ကျောင်းသားကျောင်းသူတွေရောတခြားသူတွေရောသိအောင်စိတ်ဝင်စားအောင်ဒီစကားပြေကိုစိတ်ဝင်စားအောင်ရှင်းပြပေးရမှာပါဒီထဲမှာပါတာကကပ္ပိနာမင်းကြီးတောထွက်သောအခါမြစ်သုံးတန်ကိုတစ္ဆာစကားသုံးခါတာဖြင့်မြေပြင်ကဲ့သို့စီးတော်မြင်းကိုမြေပြင်ကဲ့သို့စီးတော်မြင်းကိုတွားစေနိုင်၏မြေပြင်ကဲ့သို့စီးနေတဲ့မြင်းကိုသွားစေနိုင်တာเนาะစီးတော်မြင်းကိုသွားစေနိုင်၏เนาะစီးတော်မြင်းကိုသူစီးလာတဲ့မြင်းကိုမြေပြင်ကဲ့သို့သွားနေနိုင်တဲ့မြစ်သုံးတန်ကိုဖြတ်တဲ့အခါမှာเนาะအဲ့ခါမှာစီးတော်မြင်းကိုသွားစေနိုင်ဆိုရင်အဓိပ္ပာယ်ကြီးကွဲလွဲသွားမှာဆိုလို့ပါเนาะမြစ်သုံးတန်ကိုစကားသုံးခါထားဖြင့်မြေပြင်ကဲ့သို့စီးတော်မြင်းကိုသွားစေနိုင်၏အဲ့လိုလေးပဲပါလားဒီထဲမှာပါတာအဲ့ဒါကိုဆရာတို့ကအကျယ်တပွင့်ထပ်ပြီးတော့ရှင်းပြပေးရမယ်အဲ့ခါမှာကပ္ပိနာမင်းကြီးအကြောင်းပြောပြရမှာပေါ့နော်ကပ္ပိဒါကတော့ဇတ်တော်ကြီးတွေဖတ်တဲ့ခါမှာကျွန်တော်မှတ်မိတာကိုလည်းအနည်းငယ်ပြန်ပြောပြရနော်မှားရင်ပါတယ်လည်းပါနေလိမ့်မယ်ဒါဆိုရင်ကပ္ပိဟိုတစ်ချက်ဟိုရင်တော့လည်းပြောရမှာပေါ့နော်ကပ္ပိနာမင်းကြီးရဲ့အကြောင်းပြောမယ်ဆိုရင်ကပ္ပိနာမင်းကြီးဟာတဲ့ဒီတိုင်းပြည်ငယ်လေးမှာမင်းလို့အုပ်ချုပ်တဲ့အချိန်ပေါ့နော်သူအုပ်ချုပ်တဲ့တိုင်းပြည်ကတိုင်းပြည်ငယ်လေးဘယ်လိုတိုင်းပြည်ငယ်လေးလို့ဆိုရင်တကယ်တိုင်းပြည်ကြီးပေါ့နော်တိုင်းပြည်ကြီးနဲ့အလန်းနဲ့ဝေးကွာတဲ့တိုင်းပြည်မှာဒီကပ္ပိနာမင်းကြီးကအုပ်ချုပ်ရတယ်အဲ့ခါမှာအလန်းနဲ့ဝေးကွာတဲ့အခါမှာအုပ်ချုပ်ရတဲ့အခါမှာသူကဖျားရှင်ပွင့်တော်မူတဲ့အခါမှာမတိပဲနေမှာစိုးလို့ဒီကပ္ပိနာမင်းကြီးကဖျားရှင်ပွင့်တော်မူနေတယ်ဖျားရှင်ဖြစ်ပေါ်ထွန်းနေတယ်ဆိုတော့မတိပဲနေမှာစိုးလို့ဒီကပ္ပိနာမင်းကြီးကတခြားဒီတိုင်းပြည်ကြီးတွေမှာသွားတဲ့ကုံတယ်တွေဟာလာခရီးတယ်တွေဆိုလို့ရှိရင်သူကသတင်းစကားအမြဲတမ်းမေးတယ်တဲ့ဟာလာအမောင်တို့ဘယ်ကလာလဲဘယ်တိုင်းပြည်ကလာလဲအဲ့တိုင်းပြည်မှာဘာတွေများထွန်းကားနေလဲဘာတွေများဘာလို့သတင်းစကားတွေများပေါ်ထွက်နေတယ်လဲဘလို့သတင်းအကြောင်းအရာတွေများရှိနေလဲဆိုပြီးတော့သူအမြဲတမ်းမေးလေရှိတယ်တဲ့တနေ့ကျတော့တဲ့ဒီကပ္ပိနာမင်းကြီးကအမတ်တထောင်ကိုခြံရမ်းပြီးတော့ကြတော့တဲ့ဥယျာဉ်တော်တွင်ကိုသွားတယ်ဥယျာဉ်တော်တွင်ကိုသွားတယ်ပေါ့နော်တော်စကားထွက်ထားလိုက်ပါတော့ဥယျာဉ်တော်တွင်ကိုသွားတယ်အဲ့လိုသွားတဲ့အခါမှာမြို့ဝင်တကားအထွက်မှာတဲ့လဲကုံတယ်900ကဒီလဲကုံတယ်900ကသူတို့ရဲ့ကုံတွေကိုရောင်းချပြီးတော့ပြန်လာတာနဲ့တွေ့တယ်ဆိုပါစို့ပေါ့နော်အချင်းချုပ်ပြန်လာတာနဲ့တွေ့တယ်အဲ့လိုတွေ့ရတဲ့အခါမှာလှဲကုန်တဲ့900ကိုကပ္ပိနာမင်းကြီးကမေးတယ်အမောင်လူလင်တို့ဘယ်ပြည်သားများပြန်လာကြတယ်လဲဘယ်ပြည်သားများဟာလာဒီရောင်းဝယ်ဖောက်ကားပြီးတော့ကုန်သေးပြီးတော့ပြန်လာကြတယ်လဲလို့ကပ္ပိနာမင်းကြီးကမေးလိုက်တဲ့အခါမှာအဲ့လှဲကုန်တဲ့900ကဘယ်လိုဖြစ်လဲဆိုရင်မှန်လားပါရှင်မင်းကြီးကျွန်တော်မျိုးတို့ကမိုင်ပေါင်း120ဝေးကွာတဲ့နော်မိုင်ပေါင်း120ဝေးကွာတဲ့တာဝိထီပြည်ကနေပြန်လာတာပါဟာဟုတ်လားအမောင်တို့ဒါဆိုလို့ရှိရင်အမောင်တို့အဲ့ဒီတိုင်းပြည်မှာဘာတွေများထူးခြားနေတယ်လဲဘလို့သတင်းစကားတွေများရှိတယ်လေကျွန်တော်မျိုးကိုရှောက်တယ်ဘယ်အရှင်မင်းကြီးပေါ့နော်ရှောက်တင်စမ်းပေါ့အမောင်လူလင်ပြိုတို့ပေါ့နော်အမောင်လွဲကုန်တယ်လို့ဆိုအဲ့ခါမှာဒီလဲကုန်တယ်900နေပြောကြတော့ရှောက်တင်တယ်တဲ့အရှင်မင်းကြီးတာဝုထီပြည်မှာတော့ဖျားရှင်ဆိုတဲ့အဲ့မှာတခုပေါ့နော်ဖျားရှင်ဆိုတဲ့တစ္ဆာလေးပါးကိုသိမြင်တဲ့သူပေါ်ထွန်းနေပါတယ်အဲ့ခါမှာဖျားရှင်ဆိုတဲ့အတန်ကြားတာနဲ့ဒီကပ္ပိနာမင်းကြီးရဲ့စိတ်မှာအလွန်ပျော်ရွှင်ပြီးတော့မူးမေမတက်ကိုပဲဖြစ်သွားတယ်တဲ့ဟာအဲ့ဆိုရင်အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပဲ तू ကဒီကပ္ပိနာမင်းကြီးကဒီလဲကုန်တယ်တွေကိုထပ်ပြီးတော့မေးတယ်နောက်ထပ်ရောဗာသတင်းစကားတွေများရှိသေးလေအဲ့လိုမေးလိုက်တဲ့ခါမှာဒီလဲကုန်တယ်900မှန်လားပါအရှင်မင်းကြီးနောက်ထပ်တရားဓမ္မနဲ့အညီကြင့်ကြံနေတဲ့တန်ဃာတော်တွေလဲပေါ်ထွန်းနေပါတယ်ဖေဟာအဲ့လိုရှိရင်အဲ့မှာတရားဓမ္မဆိုရယ်တရားတန်ကိုမင်းကြီးကကြားသွားနောက်တစ်ခါတန်ဃာဆိုတဲ့အတန်ကိုမင်းကြီးကဘာလို့တောင်းဆိုရင်ကြားသွားအဲ့ခါမှာတရားဖရာရဲ့တရားရဲ့တန်ဃာရဲ့ဆိုတဲ့ဖရာတရားတန်ဃာဆိုတဲ့
အရာကိုဒီမင်းကြီးကကြားသွားတဲ့အခါမှာသူ့ရဲ့စိတ်မှာဒီတအားကိုပဲဟိုဘယ်လိုပြောရမလဲသူ့ရဲ့စိတ်မှာတအားကြည်နူးပြီးတော့ချက်ချင်းပဲသူကဒီဖယားရှင်စီကိုသွားခြင်းစိတ်တွေပောက်သွားတာအဲ့ခါမှာမင်းကြီးကနေပြီးတော့ဒီသူ့ရဲ့နောက်မှာခြံရံထားတဲ့အမတ်တထောင်နဲ့အတူစီးလာတဲ့မြင်းနေနဲ့အတူဖယားရှင်စီကိုသူကတခါတည်းသွားတော့မှာအဲ့ဒါကြောင့်မလို့တဲ့ဒီလဲကုန်တဲ့900ကိုသူကသတင်းစကားပါခိုင်းနေတယ်ကဲအမောင်တို့ကဖယားတရားတန်ခါဆိုတဲ့ဒီသတင်းစကားကိုတည်ဆောင်လာတာတဲဆောင်လာတဲ့အတွက်အသပြား3သိန်းချီးမြှင့်မယ်ဆိုပြီးအသပြား3သိန်းချီးမြှင့်ပြီးတော့အမောင်တို့ကျွန်တော်မျိုးတွေသတင်းစကားတစ်ခုပါပေးပါဦးကျွန်တော်မျိုးရဲ့နန်းတော်အတွက်ကျွန်တော်မျိုးရဲ့နန်းတော်မှာရှိနေတဲ့မိဖုရားကြီးတွေကိုသတင်းစကားပါပေးပါဦးဒါကပ်ပီနာမင်းကြီးနဲ့အတူအမတ်တထောင်ကတော့ဖျားရှင်ရှိတဲ့ဒီတာဝတ်တီဗီကိုတွားရောက်ပြီးတော့ဖူးမြော်နေတဲ့အကြောင်းလေးသတင်းစကားသွားပေးပါအောင်လို့မှားလိုက်တယ်အဲ့လိုမှားပြီးတော့ဒီကပ်ပီနာမင်းကြီးနဲ့အတူအမတ်တထောင်တို့ခြံရမ်းပြီးတော့ဒီဖျားရှင်သွားဖူးတယ်အဲ့လိုသွားဖူးရင်နဲ့ပေါ့ကွယ်မြစ်တံတွေ့တယ်ဆိုပါဆိုမြစ်တမြစ်ကိုတွေ့တယ်အဲ့ဒီမြစ်ကိုတွေ့တဲ့အခါမှာဒီမြစ်ကိုတွေ့တဲ့အခါမှာဒီကပ်ပီနာမင်းကြီးကနေပြီးတော့နော်ကပ်ပီနာမင်းကြီးကနေပြီးတော့မြစ်ကိုတွေ့တဲ့အခါမှာဒီဖောင်တွေကိုလိုက်ရှာတယ်ပေါ့နော်ဖောင်တွေကိုလိုက်ရှာတဲ့အခါမှာဒီဖောင်တွေကဒီဖောင်သမားတွေဟိုဘက်ဒီဘက်ပို့တဲ့ဖောင်တွေကမရှိတဲ့အခါမှာမင်းကြီးကလည်းတစ်ဖက်ကိုဖြတ်ချင်တယ်အဲ့ခါမှာတစ္ဆာစကားစဆူလိုက်တာအဲ့တစ္ဆာစကားကဘာလဲဆိုရင်ကျွန်တော်မျိုးဒီဒီဖျားရှင်ရဲ့သတင်းစကားကိုနှစ်လစုံစမ်းခဲ့ပါတယ်အဲ့လိုစုံစမ်းရင်းနဲ့ပဲဖျားတရားတန်ခါဆိုတဲ့စကားကြားလိုက်တာနဲ့ကျွန်တော်မျိုးရဲ့ရင်မှာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးချက်ချင်းပဲထွက်လာခဲ့ပါတယ်ဤတစ္ဆာစကားများမှန်ကန်မှာကဤမြည်ရည်ပြင်ဒီကြောက်သားကဲ့ပမာဖြစ်ပါစေဆိုပြီးတော့တစ္ဆာဆိုပြီးတော့ဖျားတရားတန်ခါကိုဒီစိတ်ထဲမှာတွေးပြီးတော့ဒီမြစ်ပြင်ကိုဖြတ်လိုက်တဲ့ခါမှာအမတ်တထောင်ရောဒီမြစ်ပြင်ကိုဖြတ်လိုက်တဲ့ခါမှာမြစ်ရည်တွေကတဲ့ဒီရေတွေကပေါ့နော်မြစ်မှာရှိတဲ့ရေတွေကဒီမြင်းတွေကိုမြုပ်ဖို့နေတန်းမြင်းတွေရဲ့ခွာကိုပဲရေဆိုတယ်ခွာကိုပဲရေဆိုပြီးမြစ်ရဲ့တစ်ဖက်ကန်းကိုရောက်သွားတယ်တဲ့နော်တစ္ဆာစကားရဲ့အစွမ်းထက်မှုကြောင့်တစ်ဖက်ကန်းကိုရောက်သွားတယ်ပေါ့နော်တစ်ဖက်ကန်းကိုရောက်သွားအဲ့လိုပဲနောက်ထပ်မြစ်တံကိုတွေ့တယ်ပေါ့နော်မြစ်ကြီးသုံးတယ်ပေါ့နော်အပရာစာမြစ်ရဲ့နီလဝဟာနာမြစ်ရဲ့နာခါပါအောင်ဆန္နာဘာကာမြစ်ရဲ့ဆိုမြစ်ကြီးသုံးဒါရေးမှတ်ပေးထားတာနော်ကျွန်တော်တို့မိတ်သွားမှာဆိုလို့နောက်တစ်ချိန်ဒီမှာလည်းပြောတဲ့အခါမှာမိမှာဆိုလို့ပေါ့နော်ရေးမှတ်ဒီလိလိုင်းနဲ့တွေ့တာကိုရေးမှတ်တာကိုပြောပြနော်ရေးထားတဲ့အကြောင်းအရာတွေအားလုံးကြည့်ပြီးပြောပြဟိုဖတ်ရင်းနဲ့ပြောပြနေရတာเนาะအဲ့ဆိုတော့မြစ်သုံးတယ်အဲ့မြစ်တွေကိုအဲ့လိုမျိုးဖြတ်ရင်းနဲ့ဖျားရှင်စီရောက်သွားတယ်ပဲဆိုပါစို့เนาะမြစ်သုံးတန်လုံးကိုဒီတက်တာစကားနဲ့ပဲဖြတ်လိုက်တဲ့ခါမှာမြစ်သုံးတန်လုံးကိုကြော်ဖြတ်ပြီးတော့ဖျားရှင်စီမှာရောက်သွားရဖျားရှင်စီမှာရောက်သွားတဲ့ခါမှာဖျားကပြုံးတော် body ပင်အောက်ကနေပြုံးတော်မူပြီးတော့ကျိုးတယ်တဲ့ဘာလို့ကြောင့်ဆိုသူ့ရဲ့ဒီရှေ့ကြောင်းတွေကိုသိနေလို့ပြုံးတော်မူပြီးကျိုးတာပေါ့เนาะဒီကပ်ပီနာမင်းကြီးကိုပြုံးတော်မူပြီးတော့ကျိုးတယ်တဲ့အဲ့ခါမှာကပ်ပီနာမင်းကြီးကနေပြောကြဖျားရဲ့တရားတွေပိုင်းနာပေါ့ကွယ်တရားတွေနာပြောကြတော့ဟိုရှေ့ဘဝပါရမီကလည်းဖြစ်ခဲ့တဲ့အထုံကြီးကြောင့် तू ကတခါတည်းယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်သွားပြီပေါ့ကွယ်အဲ့ကနေပါမိဖုရားကြီးအကြောင်းပြောချင်သေးတယ်တကယ်နဲ့ဒီမှာတင်သစ္စာစကားပြီးသွားပြီဒါပေမဲ့မိဖုရားကြီးရဲ့အကြောင်းကိုနည်းနည်းလေးဘဟုတုတာအနေနဲ့ပြောချင်တာဒါဆိုမိဖုရားကြီးဘက်ကိုကပ်ပီနာမင်းကြီးရဲ့သစ္စာစကားအကြောင်းဒီမြစ်သုံးထောင်ဖြတ်တာပြီးသွားပြီဒါပေမဲ့မိဖုရားကြီးရဲ့အကြောင်းကိုနည်းနည်းလေးပြောချင်တာကမိဖုရားကြီးကနေပြီးတော့နော်မိဖုရားကြီးကနေပြီးတော့ဒီမူးမတ်တရားနေပြီးကြမိဖုရားကြီးစီရောက်သွားပြီမိဖုရားကြီးစီရောက်သွားတဲ့အခါမှာမိဖုရားကြီးကိုရှောက်နေတာမိဖုရားကြီးကပ်ပီနာမင်းကြီးနဲ့အမတ်တထောင်တော့ဖုရားရှင်ပွင့်တော်မူတဲ့တာဝိထီပီကိုတွားရောက်ပြီးတော့ဖူးမြော်နေတယ်လို့သတင်းစကားပါခိုင်းလိုက်ပါတယ်အဲ့ခါမှာမိဖုရားရဲ့စကားတခွန်းဆိုလိုက်တယ်သူများထွေးပြီးသားစကွေးငါတို့ကမမျိုးနိုင်ဘူးအဲ့လိုပြောတာသူများမလို့ခြင်းတို့ထွေးလိုက်တဲ့သတင်းကိုငါတို့မမျိုးနိုင်ဘူးဟေးအဲ့ခါမှာအဲ့ဒီရဲ့အတိတ်ပဲကမင်းကြီးရတောင်ပဲဒီတိုင်းပြည်ကိုမနစ်သက်ဖက်နဲ့ထားခဲ့ပြီးတော့ဖျားရှင်စီကိုသွားတဲ့အခါမှာငါတို့ကဒီတိုင်းပြည်မှာဘာလို့နေမှာလဲအဲ့အတိတ်ပဲနဲ့သူများထွေးတဲ့သတင်းကိုငါတို့ကမမျိုးနိုင်ဘူးဒါဆိုရင်ငါတို့အမတ်တထောင်ရဲ့မိဖုရားတွေရောငါတို့ကဖျားရှင်စီတို့လည်းလိုက်ကြမယ်ဒီသတင်းစကားကိုပါလာတဲ့လှဲကုန်တဲ့900လဲအတပြာကုန်းသိန်းအတပြာ9သိန်းနော်စုချီးမြင့်ပြီးတော့ဘယ်ကိုသွားအောင်ဆိုရင်ဖျားရှင်စီသွားတယ်အဲ့ခါမှာဖျားရှင်ဒီမိဖုရားကြီးတွေကလည်းအဲ့လိုပဲမြစ်သုံးတန်ဖြစ်ရမှာလေအဲ့လိုဖြတ်တဲ့ခါမှာသူတို့ကလည်းဖျားတရားတန်ကိုဒီမင်းကြီးရဲ့လှဲသား900ရှင်းပြတဲ့ခါမှာဖျားတရားတန်ကိုကြားပြီးတော့ကြတော့ဒီသူများထွေးပြီးသားစတဲ့ငါတို့ကမထွေးကျင်ဘူးဖျားတရားရိတ်ကိုငါတို့လည်းခိုးမယ်ဆိုပြီးတော့လိုက်တဲ့ခါမှာမြစ်သုံးတန်ကိုတွေ့တဲ့ခါမှာသူတို့ကလည်းဒီဖျားတရားတန်ကဆိုတဲ့တစ္ဆာစကားနဲ့ပဲမြစ်သုံးတန်ကိုဖြတ်ဖျားရှင်စီရောက်တဲ့ခါမှာဖျားရှင်ကဒီမိဖုရားကြီးရဲ့ဗျာဒိတ်တရားအကြောင်းကိုသိ
နေတဲ့ခါမှာဒီကပ်ပီနာမင်းကြီးနဲ့အမတ်တထောင်တကိုးတော်နဲ့ဖွက်ထားလိုက်တယ်တကိုးတော်နဲ့ဖွက်ထားပြီးတဲ့ခါမှာမိဖုရားကြီးကရောက်လာတဲ့ခါမှာအရှင်ဖုရားဟလာဖုရားတပည့်တော်ရဲ့ခင်မွန်းတယ်ဟလာကပ်ပီနာမင်းကြီးနဲ့အတူအမတ်တထောင်တို့ဒီကိုရောက်မလာဘူးလားဖုရားလို့ရှောက်တဲ့အခါမှာဖုရားရှင်ကနေကစိတ်ထားပါဟလာမိဖုရားကြီးတွေ့ကျင်တဲ့သူတွေလည်းတွေ့ရပါမယ်ကြားကျင်တဲ့သူတွေလည်းကြားရပါမယ်လို့ပြောရင်းနဲ့တရားတော်တွေတရားတော်တွေဟောကြားရင်းနဲ့သူတို့ကလည်းဒီယဟန္တာမတွေဖြစ်သွားမယ်ပေါ့ကွယ်ယဟန္တာမတွေဒီလိုသူတို့ရဲ့အစဉ်စဉ်ဖြစ်သွားမယ်ပေါ့နော်ပဋိညာဉ်တွေရသွားမယ်ရသွားတဲ့အခါမှာအဲ့လိုမျိုးရပြီဆိုကမှဖယားရှင်ကနေပြီးတော့ဒီယဟန္တာဖြစ်နေတဲ့ကပ္ပိနာမင်းကြီးနဲ့အမတ်တထောင်ကိုထင်ပြလိုက်တာအဲ့ခါမှာဒီမိဖုရားကြီးကမြင်သွားရောကပ္ပိနာမင်းကြီးနဲ့အမတ်တထောင်ယဟန္တာဖြစ်နေအောင်မြင်သွားတဲ့အခါမှာမိဖုရားကြီးကလည်းအရှင်ဖယားတပည့်တော်မတို့လည်းဒါလိုမျိုးယဟန်ပြုလို့မရဘူးလားလို့လျှောက်တင်တဲ့အခါမှာဖယားရှင်ကနေပြီးတော့ကျောင်းတော်ကိုခေါ်ပြီးတော့ကြတော့ဘိက္ခုနီမတွေဘာလို့လဲဆိုရင်ဝတ်ပြီးလိုက်တဲ့အခါမှာသူတို့တွေကလည်းယဟန္တာတွေဖြစ်ကုန်ကြတယ်ပေါ့နော်ဒါကတော့မိဖုရားကြီးအကြောင်းကပ္ပိနာမင်းကြီးရဲ့အကြောင်းကိုစိတ်ဝင်စားအောင်နော်သစ္စာနဲ့ပညာကို45မိနစ်တွင်မှာသင်လို့ရှိရင်ဒီလိုအကြောင်းအရာတွေပြောလို့မရပါဘူးဒီလိုအကြောင်းအရာတွေပြောချင်တော့2ရက်လောက်သင်ပေါ့နော်ချိန်ပိုင်းပြီးတော့စာသင်ရပါမယ်ဒါကတော့ကပ္ပိနာမင်းကြီးရဲ့အကြောင်းမှာနောက်ထပ်နော်ကနာဒီပယတိအကြောင်းတွေလည်းပြောပြပေးပါအောင်မယ်နောက်ထပ်တစ်ခုကယဟန်မင်းငရမ်းမင်းအကြောင်းတွေရှိသေးတယ်နော်သမောမှုအကြောင်းတွေတခါနဲ့ပြောလိုက်လို့ရှိရင်တနားကြီးလောက်ကြာသွားမှာမလို့နောက်တစ်ပိုင်းမှာနောက်ထပ်ကနာဒီပယနော်နောက်တဲ့တစ်ခုကကြတော့ဘာလို့ဆိုလို့ရှိရင်နောက်ထပ်ယသိအကြောင်းကိုလည်းပြောပြပါမယ်မွေစိတ်တော်ပြေဖို့ရန်အတွက်သူကကြတော့သစ္စာစကားဆိုရတာပေါ့နော်အဲ့အကြောင်းအရာတွေလည်းထပ်ပြီးပြောပြပေးပါအောင်မယ်အမှားပါရင်လည်းခွင့်လွှတ်ပေးပါကျွန်တော်ပြောတဲ့အခါမှာလိုအပ်ချက်တွေရှိနေလို့ရှိရင်လည်းပြင်ပေးပါကျွန်တော်မှတ်မိသမျှကိုပြန်လဲပြီးတော့မျှဝေပေးတာပါအမှားပါရင်လည်းခွင့်လွှတ်ပေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကဆရာဝေယံဖြိုးပါ